ကိုယ်မှာကဉာဏ်ယုံကြည်မှာကကံဉာဏ်ဆိုတာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပပညာမေခင်နှစ်ပါးသမ္မာဝါမသမ္မာသတိသမ္မာသမာဓိသမာဓိမေခင်သုံးပါးပေါင်းတော့ရှုဉာဏ်မေခင်၅ပါးပေါ့မှန်ပါဗျာအမြင်ခံကယူပက်ခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ကာရခန္ဓာဝိညာဉ်ခန္ဓာနော်မှန်ပါဗျာအမြင်ခံအရှုခံခန္ဓာ၅ပါးပေါ့မှန်ပါဗျာအဲ့ဒီ၅ပါးမှာယုတ်ကိုရှုလဲနံပါရနဲ့ရှုလဲယုတ်ပါလို့မဟုတ်ဘူးလားမှန်ပါဗျာဝိညာဉ်ကိုပဲရှုဝေဒနာပဲရှုယုတ်ကိုပဲရှုပေါ့မှန်ပါတခုပဲလိုပါလေမှန်ပါစိတ်သိပုံမကောင်းလားကောင်းပါဗျာတခုရှိ냐သလားအကုန်လုံးပါပြီးသားနော်မှန်ပါဗျာတုတ်တန်ကြီးတော့ကကိုခုခန္ဓာဖွဲ့တဲ့ကမရှိမတော့ပေါ့မှန်ပါဗျာအဘိဓမ္မာတိကြတော့မြင်တာတပြိုင်တည်းဖြစ်တာကွာမှန်ပါပြည့်တဲ့တပြိုင်တည်းနော်မှန်ပါရုပ်ကနံဟုတ်ကဲ့နော်ဟုတ်ပါဘူးနံကရုပ်ဟုတ်ကဲ့ဟုတ်ပါဘူးမဟုတ်냐သလားဖြစ်ရအတူပေါ့မှန်ပါပြည့်ရအတူပေါ့မှန်ပါရှင်းလောက်ရရဲ့လားအဲ့ဒါလိုသိဖို့လိုတယ်နော်မှန်ပါအဲ့ဒါအဘိဓမ္မာကြီးမှန်ပါလဲလာဖို့မကောင်းလားကောင်းပါတုတ်တန်ကြီးကမရှင်းမနှောင်းကွယ်နော်မှန်ပါဗျာအဲ့ဒါလွင်ချစ်တယ်ကြလားမှန်ပါဗျာတဲ့တခါပြန်ပြီးတော့မုံဆံတော်ဘုရားကြီးတစ်ခွင်ဟောတဲ့ထက်မှလည်းပါတယ်နော်မှန်ပါဗျာရှေးကယဟန်တစ်ပါးရှိတာပေါ့မှန်ပါတော်နေပုဂ္ဂိုလ်ပေါ့နော်မှန်ပါအာတော့ကိုနဲ့ယဟန်လာကြီးရှိလာပြီးတော့အရှင်ပြောတော့ယဟန်ကိစ္စပြည်လာလဲယုံကြည်တယ်တဲ့နော်မှန်ပါဗျာအဲ့ဒါကိုမိမိကနိဗ္ဗာန်ကိုမြင်ပုံမြင်နည်းနဲ့အလုံးနဲ့တဝရှင်းပေးသမှာဗျာလို့မလျှောက်ဘူးလားမှန်ပါဗျာအဲ့တော့ပထမယဟန်လာကြီးကအာရဏ6ပါးကိုဖြစ်ဖြစ်ရှုလို့မဟုတ်ဘူးလားဟုတ်ပါတယ်ဗျာမကျေနပ်ဘူးပေါ့မှန်ပါဗျာဘာကြောင့်မကျေနပ်သူကအာရဏ12ပါးကိုမှန်ပါ12ပါးရထားတော့6ပါးဆိုတော့ဘယ်ကျေနပ်မလဲကွာမှန်ပါဗျာလဲလာဖို့မကောင်းဘူးကောင်းပါဗျာနောက်ဒီပြပုဂ္ဂိုလ်ရှိသေးလားမမေ့ရဘူးလားမေ့ရပါဘူးဟိုဘက်ကတဲကြောင်းကိုသွားပါနော်မှန်ပါဗျာအဲ့တဲ့တော့ခန္ဓာ၅ပါးကိုဖြစ်ဖြစ်ရှုလို့မဟုတ်ဘူးလားဟုတ်ပါတယ်သူကဒါလို့ဆိုးတယ်မှန်ပါမလားဘူးလားဟဲ့မှန်ပါဒီပုဂ္ဂိုလ်ရှိသေးတယ်ဟိုဘက်ကကြောင်းကိုသွားပေါ့မှန်ပါအဲ့ဒါကြောင့်ဓာတ်ကြီးလေးပါးကိုဖြစ်ဖြစ်ရှုလို့မဟုတ်ဘူးလားဟုတ်ပါတယ်ဗျာနောက်ဆုံးကြတော့ကရေယံကိစ္စသူနဲ့တပ်ပန်တန်ရောက်တာဓမ္မတိပေါ့မှန်ပါဖြစ်တယ်နဲ့ပြည့်တယ်လို့တော့ဘာမှမရှိဘူးပေါ့မှန်ပါဗျာလေ့လာဖို့မကောင်းလားကောင်းပါတယ်ဗျာအာရဏ6ပါးနဲ့ခန္ဓာ5ပါးတူရဲ့နော်မတူပါဘူးဗျာခန္ဓာ5ပါးနဲ့ဓာတ်ကြီးလေးပါးတူရဲ့နော်မတူပါဘူးဗျာဖြစ်ပြကြတော့အကုန်လုံးမတူလားတူပါတယ်ဗျာဖြစ်ပြကိုသိဖို့လိုတာကွယ်အဲ့လိုလေ့လာဖို့မကောင်းလားကောင်းပါတယ်စဉ်းစားမှန်ပါဗျာတဲ့တခါ12မျိုးဟင်းချိုလို့ဥပမာပေးလို့မဟုတ်ဘူးလားဟုတ်ပါတယ်ဗျာ12မျိုးဟင်းချိုနော်မှန်ပါဗျာစားငံနေဆိုတော့တခုတည်းပေါ်မနေဘူးလားပေါ်နေပါတယ်ကျန်တာတွေကငုတ်ပြီးတော့ပါတယ်နော်မှန်ပါပေါ်လွင်တာကစားတစ်ခုပေါ့မှန်ပါဗျာအချို့ဟင်းကြတော့လဲစားတော့ကောင်းတယ်ငုတ်သီးလွန်ခဲ့တာပေါ့မှန်ပါဆက်တယ်ငုတ်သီးဆက်တယ်လို့မပြောဘူးလားပြောပါတယ်ဗျာငုတ်သီးလွန်ခဲ့နေတာမှန်ပါဗျာအဲ့ဒါထေရှားတာကိုရှုလို့မဟုတ်ဘူးလားဟုတ်ပါတယ်အဲ့ဒါလိုလေ့လာဖို့မလိုဘူးလားဟုတ်ပါတယ်စဉ်းစားကြကွယ်နော်မှန်ပါနတိသောသဝိရတော့မြတ်စွာဘုရားမောလားဟုတ်ပါတယ်ရေမြတ်တွင်သင်ရှိစစ်နေတယ်နော်မှန်ပါဗျာတနည်းအားဖြင့်မိလျံများတတောက်တဲ့တောက်နေတာပေါ့မှန်ပါအခုလည်းခန္ဓာမှာတစ်ဖြစ်တဲ့ဖြစ်ပြနေတာပေါ့မှန်ပါအဲ့လိုဖြစ်ပြနေကြတဲ့တခါမှမတွေ့ကြတဏှာကြလို့မတွေ့ဘူးမှန်ပါဒီသေးပေါ်မကောင်းလားမှန်ပါလို့ဘုံလုံးကြီးမဟန်လို့ပေါ့အဲ့လိုစိတ်သေးပေါ်မကောင်းလားမှန်ပါလေ့လာကြထွေတာတိဝင်တာတိမောဘူးနော်ဟုတ်ပါထားလိုက်တယ်ဆိုတော့ကသူတွေငါလာဝါရောတဲ့ဝါရောတာပါဝါရောလည်းသိဖို့မလိုဘူးလားလိုပါတယ်ရဲ့တကသူတွေငါလည်းလာဝါရောတဲ့ဝါရောတာဘာတော့လည်းသိတာသူငါလာကာယဝင်ကာယဝင်ခြင်းကနံတရားမရဝါရောကယုတ်တရားမရမြောင်းနှစ်ပါးပေါ့မှန်ပါဗျာရဲ့တနန်းလေးယုတ်ထိုင်တာလဲနန်းလေးယုတ်ပေါ့မှန်ပါဗျာရှိသေးပေါ်မကောင်းလားကောင်းပါဗျာနိုင်ယုတ်သိဖို့လိုတာမလားမှန်ပါဗျာညောင်းတယ်ညာတယ်ကြိုက်တယ်ခဲတယ်ပူတယ်အေးတယ်ရတယ်ရနေမပြောဘူးလားပြောပါဘူးစင်စစ်ကညောင်းတာလားဖောက်ပြန်တယ်ဖောက်ပြန်ပါဗျာတဲ့ထာလားဖောက်ပြန်ဖောက်ပြန်ပါဗျာအောင့်တာလားဖောက်ပြန်ဖောက်ပြန်ပါဗျာပူတာလားဖောက်ပြန်ဖောက်ပြန်ပါဗျာရတာလားဖောက်ပြန်ဖောက်ပြန်ပါဗျာစေတက်ကဖောက်ပြန်တဲ့သဘောနဲ့သိတဲ့သဘောလွတ်လွတ်ဘာများရှိသေးတယ်အဲ့လိုသိဖို့မကောင်းလားကောင်းပါဗျာအဲ့ဒါတရားထိုင်တဲ့ကလည်းတွေ့မယ်စဉ်းစားသွားတဲ့ကလည်းတွေ့မယ်နော်မတွေ့မရှိဘူးကွယ်ဟိုကမလေ့လာတော့မသိတာအားကြောင့်မလေ့လာတာလဲလို့စိတ်သိပေါ်မကောင်းဘူးဟိုကသင်္ကေတအမှတ်ကဝိပန္နတအနေက32ခွေထာတထဲမှာစွဲနေတာကိုကွယ်မှန်ပါဗျာလေ့လာဖို့မကောင်းလားမှန်ပါဗျာရှိစွဲလေစွဲကိုကောင်စွဲလေမှန်ပါဗျာလေ့လာနော်မှန်ပါဗျာကဲအမျိုးသမီးလေးအမျိုးသားလေးဘွားရေးအကျင့်လေးများဖြစ်သား၄ယောက်မွေးဖွားတယ်နော်သားဦးက
တင်ဥပေါ့နော်ဒုတိယကတင်အောင်ပေါ့တတိယကတင်မောင်ပေါ့စရုထကတင်ထွေးပေါ့တော်တော်လေးအရွယ်ရောက်လို့ကြည်လာတဲ့ကကိုတင်ဥအင်းထောင်ရင်သားကြတဲ့ကဥတင်ဥလို့မခေါ်ဘူးလားတင်ဥရှိတယ်လို့မြည်ကြဘူးလားတင်ဥလို့ကမထင်ဘူးလားရှိတယ်လို့ကမယူလားဝိဇ္ဇာမျက်မှန်နဲ့တက်ကြည့်လိုက်နော်ဝိဇ္ဇာမျက်မှန်တက်တင်ဥကိုမြင်တာလားအရှင်းကိုမြင်တာတင်အောင်ကိုမြင်တာလားအရှင်းကိုမြင်တာတင်မောင်ကိုမြင်တာလားအရှင်းကိုမြင်တာတင်ထွေးကိုမြင်တာလားအရှင်းကိုမြင်တာဟောအရှင်းပဲမြင်တယ်နော်တင်ဥထဲလို့လက်နဲ့ပုတ်ကြည့်လိုက်တာပေါ့တင်ဥတွေ့မလားအတန်လားတင်အောင်တွေ့မလားအတန်လားတင်မောင်တွေ့မလားအတန်လားတင်ထွေးတွေ့မလားအတန်လားတင်ဥထဲလို့နည်းကြည့်လိုက်နော်တင်ဥတွေ့မလားအနက်တွေ့တင်အောင်တွေ့မလားအနက်တွေ့တင်မောင်တွေ့မလားအနက်တွေ့တင်ထွေးတွေ့မလားအနက်တွေ့တင်ဥထဲလို့ရှာလေးနဲ့ရက်ကြည့်နော်ရတာတဲ့ငံပြမတွေ့လားတွေ့ပါရဲ့ဗျာတင်ဥလားရတာတဲ့ရတာပါတင်အောင်လားရတာနဲ့တင်မောင်လားရတာနဲ့တင်ထွေးလားရတာနဲ့ချီစကောင်းထိုးတကူလုံးစမ်းပြကချီပြငါစမ်းပြအနုလုံဘုဒ္ဓလုံနော်မှန်ပါဗျာတင်ဥထင်လို့ဖျားပေးတဲ့ညံလေးနဲ့ကန်ဆန်းကြည့်နော်မှန်ပါဗျာပူနွန်းမတွေ့လားတွေ့ပါရဲ့ဗျာတင်ဥလားတည်စောတဲ့တင်အောင်လားတည်စောတဲ့တင်မောင်လားတည်စောတဲ့တင်ထွေးလားတည်စောတဲ့ပူရာအေးရာတည်စောနော်ပူရာအုံနာတည်စောပေါ့အေးရာတိတတည်စောပေါ့ပူတယ်အေးတယ်တိတာသူကလကာယဝင်နံတရားမရပူရာအေးရာကရုပ်တရားမရနောင်နှစ်ပါးပေါ့တင်ဥလားနံနေရောတင်အောင်လားနံနေရောတင်မောင်လားနံနေရောတင်ထွေးလားနံနေရောကဲကိုထင်တယ်ဘာဖြစ်လို့မတွေ့တာမရှိလို့ပါဗျာ6လွာတာသေချာလက်ကြည့်တာနာယုတ်ပဲတွေ့တယ်နော်မှန်ပါဗျာထင်တာတွေတခုကမတွေ့မှန်ပါဗျာဘာပြစ်လို့မတွေ့တာလဲမရှိလို့ပါဗျာအဲ့ဒါယုံကြည်ဖို့လို့တယ်မှန်ပါဗျာယုံကြည်ရင်လူဆွဲတိထိနဲ့ဆွဲတိဓမ္မဆွဲတိထိမပြုတ်ဘူးလားပြုတ်ပါဗျာဒိဋ္ဌိပြုတ်ရင်ဗျမကြီးလေးကဖန်ဆင်းတဲ့ထာဝရဘုရားဖန်ဆင်းတဲ့ပေတရုနဲ့ဖန်ဆင်းတဲ့ယုံမလားမယုံပါဘူးဝေစီကိစ္စမချုပ်လားချုပ်ပါဗျာအဲ့ဒါလိုလေ့လာဖို့မကောင်းဘူးအဲ့ဒါလွဲချက်တွေကွယ်နော်ဖြစ်ပြီးတော့မပြည့်လားပြည့်ပါပြီးပြီးတော့မပြည့်လားပြည့်ပါအဲဒါဖြစ်ပြည့်ပေါ့အဲ့လိုလေ့လာဖို့မကောင်းဘူးကောင်းပါဗျာချမ်းသာတဲ့တရားလားရှင်းတယ်အဲ့ဒါသိဖို့လိုတယ်ကွယ်